အားလုံးပဲမင်္ဂလာပါအာလူတချမ်းလက်ရာတင်တန်းချောင်းမှကြိုဆိုပါတယ်အခုကျွန်တော်လုပ်ပြမဲ့မှုအမျိုးအစားတွေကတော့ဘန်ဘတ်စကတ်ချီစကိတ်ဖြစ်ပါတယ်ဘန်ချီစကိတ်ပေါ့နော်ဒါဘန်ချီစကိတ်ကနေမှကျွန်တော်တို့ကဘတ်စကတ်ချီစကိတ်ပုံစံမျိုးဖြစ်ချင်အထဲထဲမှာကျွန်တော်တို့အရည်လေးနည်းနည်းခြံတာပေါ့နော်ကျွန်တော်တို့အမှန်တော့ပုံမှန်ချီစကိတ်ပါပဲကျွန်တော်တို့ငကိုမူလာတော့ဖြစ်ကျွန်တော်တို့ cheese cake တွေဖုတ်လို့ရှိရင်ကွဲမာတွေเนาะဟိုတူးမာတွေစိုးရိမ်တယ်အောက်ပိုင်းတွေကိုကျွန်တော်တို့ကတည်တည်ချာချာရေလေးတွေခံပြီးတော့မတူးအောင်ပေါ့เนาะမကွဲထွက်အောင်ဒါမျိုးတွေဖုတ်ရတယ်ဒီကျွန်တော်တို့ bun cheese cake ကတော့အားလုံးကိုကြော်ထွက်သွားတာပေါ့เนาะဘယ်လိုဖြစ်သွားလဲဆိုတော့သူကကွဲရင်လည်းကွဲရမယ်ခြိုက်ရင်လည်းခြိုက်သွားမယ်နောက်တစ်ခုကအပေါ်မှာအယောင်ပေါ့เนาะအယောင်မဲကာရမန်အရသာမျိုးဒါမျိုးတွေဖြစ်အောင်ဖုတ်ပြီးဖို့လိုတယ်အဲ့တော့အောက်ပိုင်းနေလဲကျွန်တော်တို့ကဒါရေခံဖုတ်စရာမလိုတော့နောက်ပြီးတော့ကျွန်တော်တို့ကတာမန် cheese cake ဖုတ်လို့ရှိရင်ညီညာလေးနဲ့လှလှလေးဖြစ်အောင်ဖုတ်ပေးရတယ်သူကြပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုအောက်မှာထည့်တဲ့စက်ကူတွေကိုတော့မှဒါမျိုးကျွန်တော်တို့ဒီလိုလုံးချပြီးတော့ပေါ့နော်ထက်ပြီးမှအဲ့ဒါမှသူ့ရဲ့ပုံစံအမှန်ထွက်တာပေါ့နော်အဲ့တော့ဒါဖုတ်တဲ့နီးပေါ့နော်အဓိကတော့ဖုတ်တဲ့နီးကိုကျွန်တော်တို့သိထားဖို့လိုတယ်ကျွန်တော်တို့ပုံမှန်အဖြစ် cheese cake တွေဖုတ်ရင် slow temperature လေးနဲ့ပဲကျွန်တော်တို့ဖြည်းဖြည်းချင်းနဲ့ကြာလေးဖုတ်တယ်ဒါပေမဲ့ bun cheese cake လုပ်ချင်ကျွန်တော်တို့ temperature တွေကိုမြင့်မြင့်လေးတင်လိုက်တယ် cheese cake ကအကြောင်လေးတူးသွားမယ်အတွင်းပိုင်းလေးတွေကပို့ပြီးတော့သူကပြောရမယ်ဆိုလို့ရှိရင်ပူချိန်ရောက်တအားပွားသွားတဲ့အတွက်အထဲထဲမှာပို့ပြီးတော့နူးညံ့ပြက်ပြောင်းမှုတွေများသွားတယ်အဲ့ temperature နဲ့အချိန်တူတူလေးအတွင်းမှာဖုတ်တာဒါမျိုးကိတ်ကိုလှုပ်တဲ့အချိန်မှာတုံလေးတွေပေါ့နော်လိုင်းကိုထနေရမယ်အဲ့ဒီအနေမျိုးဆိုရင်ကျွန်တော်တို့ရဲ့ကိတ်ကိုထုတ်လိုက်တော့မီးဖို့ထဲကနေပြီးမှကျွန်တော်တို့အပြင်မှာအေးခံမယ်နည်းနည်းလေးအေးသွားတာနဲ့ကျွန်တော်တို့ deep freezer ထဲသိမ်းလို့ရပါတယ် deep freezer ထဲမှာကျွန်တော်တို့2နာရီ3နာရီဒါမျိုးတွေသိမ်းပြီးတော့မှအဲ့ဒီအချိန်ကျမှကျွန်တော်တို့စားမယ်ဆိုရင်အလဲပိုင်းမှာကျွန်တော်တို့ cream လို့ပေါ့နော်ဒီလိုခပ်ပြော့လေးနဲ့အရေးမဖြစ်တစ်ဖြစ်အနေမျိုးပေါ့အဲ့ဒါမျိုးလေးတွေတွေ့ရမှာဖြစ်ပါတယ်အခုဒီပေါင်ပစ္စည်းလေးတွေနဲ့ကျွန်တော်မိတ်ဆက်ပြီးချင်ပါတယ်ကျွန်တော် cream cheese ပေါ့နော်ကျွန်တော်ဒါ cheese cake တွေပါတယ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်က cream cheese ကိုအများဆုံးပဲသုံးတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် sugar ပေါ့နော်တကြားဒီမှာလည်းအဲ့လိုပဲကျွန်တော်အတိုးအလျှော့လေးတွေတော့လုပ်လို့ရတယ်ကိုကျွန်တော်ကတကြားအရန်ကြိုက်ရင်လည်းပို့ထည့်လို့ရတယ်မကြိုက်ရင်လည်း short ထည့်လို့ရတယ်နောက်တစ်ခုကကျွန်တော်ဒါ corn flour ပေါ့နော် corn flour ကတော့ကျွန်တော်အဓိကပါလဲဆိုတော့ဒီ cheese cake ကြီးတွေဖုတ်တဲ့အချိန်မှာအကျက်ပြန်စီဖို့အတွက်လည်းဖြစ်တယ်သူ့ရဲ့မှုတ်သားတွေနည်းနည်းလေးပို့ပြီးတော့ခမာလေးဖြစ်အောင်ပေါ့နော် corn flour လှုပ်ဆောင်ပြီးတယ်စားပေါ့နော်စားတော့ဒါပါပစ္စည်းတွေအရသာအားလုံးဆွဲတင်ပြီးတော့ကျွန်တော်ဘာပဲလှုပ်ဒီစားလေးတွေထည့်ပြီးတော့သုံးလိုက်ရင်ကိုယ့်ရဲ့မှုတ်လေးတွေကအရသာပေါ့နော်ဒီပါဝင်ပစ္စည်းတစ်ခုချင်းစီတိုင်းရဲ့အရသာကိုပို့ပြီးတော့လေးနဲ့စီတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ကြက်ဥပေါ့ကြက်ဥကတော့ဒါမဖြစ်မနေပေါ့နော်အဓိကဒီကိတ်တွေဟိုပွားလေးဖြစ်အောင်နော်ကိတ်သားတစ်ခုလုံးအလုံးလိုက်ဖြစ်လာအောင်ကြက်ဥကတိဆောက်ပြီးတယ်အဲ့တော့ကြက်ဥကိုကျွန်တော်တို့ကထည့်တာများလာလေသူကပို့ပြီးတော့ပွားနေပဲနော်အရန်များရင်တော့အပွားလုံပြီးတော့မကောင်းတော့ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီ cream ပေါ့နော်ဒီ cream လေးကတော့ဒီနေ့သုံးထားတာဒါ heavy cream သုံးထားတာ cream ရလည်းရတာရှိအောင်မှုတ်သားတွေကိုပို့ပြီးတော့နူးညံ့ပြော့ပြောင်းအဲ့လိုမျိုးထိမ့်ပေးတယ်ဒါကျွန်တော်တို့ဒီနေရာမှာ cream ပဲသုံးမယ်နွားနို့တွေပါတွေသုံးလို့မရအောင်နော်မကောင်းနွားနို့သုံးနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ essence ပေါ့နော်အနက် vanilla essence ထည့်ထားပြီးတော့ဒီနေရာမှာကျွန်တော်တို့က vanilla essence လည်းထည့်လို့ရတယ်လိမ္မော်သီးတို့နော်နောက်တံမီယိုသီးတို့ဒီဟာလေးတွေကိုကျွန်တော်တို့အခွန်လေးတွေချစ်ထည့်လို့လည်းရတယ်ဒီအရသာတွေကတော့ကျွန်တော်တို့ကြိုက်တယ်လို့သုံးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့အခုဘာလုပ်မလဲဆိုတော့ဒီ cream cheese ပေါ့နော် cream cheese နဲ့တကြားကိုကျွန်တော်တို့စပြီးတော့မှုရမယ်နော်ပေါ့နော် cream cheese ကိုစပြီးတော့ထည့်မယ်တကြားထည့်မယ်နော်ပြီးလို့ရှိရင်စားပေါ့နော်ဒါဒီအားလုံးကိုကျွန်တော်တို့တွေကြောပြီးတော့မှုရမယ်တို့ဒီလို slow speed လေးနဲ့ပဲသွားမယ်ပြီးမှတဖြည်းဖြည်းအတုံးအခဲလေးတွေတဖြည်းဖြည်းပျောက်လာလို့ရှိရင်ဆက်ကို high speed တင်မယ်နော်ဘယ်တိုင်းတာထိမွေးမလဲဆိုတော့ crane လို့ဖြစ်ရင်ရပြီနော် crane လို့ဖြစ်သွားမယ်
တော့ကျွန်တော်အဲ့လို crane လေးလိုဖြစ်သွားမယ်ဘေးတွေကိုတစ်ချက်ကျွန်တော်တို့ဒီလိုပြန်ဆွဲချပြီးပေါ့နော်ဘာဖြစ်ဆိုတော့ကြားတွေ cream cheese တွေမရောမှာဆိုလို့ပြီးအခုကျွန်တော်တို့ဒီ corn flour ထည့်လို့ရတယ် corn flour ကိုကျွန်တော်တို့အခုနကြားတွေနဲ့ရောပြီးတော့ထည့်လေရတယ်နော်ဒါမှမဟုတ်ကျွန်တော်တို့ဒီလိုအနေမျိုးမှာပေါ့နော်ဒီလိုအနေမျိုးရောက်တဲ့အချိန်မှထည့်လေရတယ်တော့ဆက်ပြီးတော့မွေမယ်ခင်လေးလိုဖြစ်လာအောင်မွေတယ်နော်ကျွန်တော်တို့ဒီလို crane တွေဖြစ်သွားမယ်เนาะအဲ့လိုအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြက်ဥစပြီးတော့ထည့်မယ်တခါတည်းနဲ့အများကြီးမထည့်ဘူးเนาะကြက်ဥကိုလုံးအမြင်ထည့်ဒီကျွန်တော်တို့ဒါလေးကိုကြက်ဥပြောက်တဲ့အချိန်ဆက်မှာပါဒါမျိုးကြက်ဥပြောက်သွားပြီးနောက်တစ်လုံးပြန်ဆက်မှုမယ်ပြီးကျွန်တော်တို့ဒီဘေးတွေကိုလည်းတစ်ချက်ဆွဲချပြီးပေါ့เนาะဒီဘေးတွေကမဟုတ်ရင် cream cheese တွေကအစစ်လိုက်တွေကျွန်တော်တို့အခဲတွေမကြည့်ပဲနဲ့အစစ်တွေအများကြီးကြံခဲ့လိမ့်မယ်အားထပ်ထည့်မယ်အပြီးကျွန်တော်တို့နောက်ဆုံးဒါလေးအဆုံးသာထည့်လိုက်မယ်ချက်ဥပြီးအဲ့တော့တရားကြည့်မကြည့်လိုက်စမ်းကြည့်ပေါ့နော်ဒါကျွန်တော်တို့တရားကြည့်မယ်ခင်ချိလေးတွေလည်းအစ်စ်လေးတွေတိတ်မရှိတော့ဘူးပေါ့နော်ဒါမျိုးလေးတော့ကျွန်တော်တို့လက်နဲ့ပြန်မွေပေးမယ်ဘာဖြစ်ကျွန်တော်တို့ကဆက်အကြီးမဟုတ်ဟဲမင်စာဖြစ်တဲ့အတွက်မွေတဲ့အချိန်မှာဟဲမင်စာမနိုင်လို့ရှိရင်အထဲမှာအခဲတွေအများကြီးကျန်လာတယ်နော်အဲကြောင့်ပြန်ပြီးတော့ဒါမျိုးလေးလက်နဲ့ spatula နဲ့ပြန်မွေပေးမယ်အဲပြီးမှကျွန်တော်တို့ပြန်ထပ်မွေမယ်တော့ဒီကောက်ထပ်ဆန်းကြည့်လိုက်မယ်ဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့ cream cheese တွေအစ်စ်တွေတိတ်မရှိတော့ဘူးတခြားတွေလည်းဆန်းလို့မရှိတော့ဘူးပေါ့နော်တခြားတွေအားလုံးပျော်သွားပြီဒါမှမဟုတ်ကျွန်တော်တို့ဆက်ပြီးတော့နောက်ထပ် cream ပေါ့နော်ဒီ cream လေးထည့်မယ်တစ်ဆက်တည်းပါထည့်မလဲဆိုတော့ကျွန်တော်တို့ဒီ vanilla essence ပေါ့နော်ဆက်ပြီးတော့ကျွန်တော်တို့ဒါလေးကိုရောအောင်ဝေလို့ရရင်တော်ပါပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မုန်နီလျာအစင်လေးဖြစ်သွားပြီဒါလေးကိုကျွန်တော်တို့ရေခဲတစ်တာထဲသိမ်းထားလို့လည်းရတယ်လိုအပ်တဲ့အချိန်မှာပေါ့နော်ကိုပြန်ပြီးတော့ဖုတ်ချင်ဖုတ်လူချင်းတဲ့ပုံစံတွေအားလုံးကိုကျွန်တော်တို့ဒီထဲမှာအရသာတွေပါထည့်ပြီးလို့လည်းရတယ်ကျွန်တော်တို့ဒီဆက်ကူလေးတွေကိုပေါ့နော်နည်းနည်းလေးခြေလိုက်ဒါကတော့စီစိန်ဆက်ကူပဲပေါ့နော်ဒီလိုအတွန့်လေးတွေနဲ့မှဒီလိုပို့ပြီးတော့ကောင်းတယ်ဒါဆိုရင်ရပြီမုတ်မြင့်ရေတွေကိုမုတ်ကွက်တဲ့အကုန်လောင်ထည့်မယ်နည်းနည်းလေးပြန့်သွားအောင်ပေါ့နော်အမျိုးလေးဆောက်အောင်ဒါဆိုရင်ကျွန်တော်တို့ဖုတ်ဖို့အဆင်သင့်ဖြစ်သွားပြီပေါ့နော်ဒီအပူချိန်120နဲ့ဖုတ်မယ်အချိန်ကတော့ကျွန်တော်တို့ဒီအကြီးအသေးဒုတဲ့ပေါ်မူတည်ရပါတော့ထူပါပေါ်မူတည်တော့အချိန်ကွာခြားချက်ရှိတယ်ဒါလေးကကျွန်တော်တို့ထွက်ချင်းမှာတကယ်လို့ deep freezer ထဲတန်းထည့်မယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့အပေါ်ရန်ကြောတွေကွဲထွက်သွားနိုင်အပြင်မှာပေါ့နော်အနာပေးမယ်အေးခန့်မယ်အပြင်မှာမိနစ်40တနာရီလောက်နေမှကျွန်တော်တို့ရေခဲတစ်တာ deep freezer ထဲပြန်ထည့်မယ်အဲဒါဆိုရင်မကွဲတော့ဘူးပေါ့နော် deep freezer ထဲမှာကျွန်တော်တို့သိမ်းထားတာအဆင်သင့်ဖြစ်နေပါပြီ
အဲ့တော့ကျွန်တော်တို့ဘန်ဘာကွစ်ချီကိတ်လေးကတော့ ready ဖြစ်နေပါပြီပြင်ပိုင်းလေးတွေမှာတူးမယ်စားလိုက်ရင်ကာရမန်အရသာလေးလို့ရှိနေမယ်အလယ်ပိုင်းလေးတွေကတော့အရည်နည်းနည်းကြံသေးတယ်ဒါကျွန်တော်တို့ deep freezer ထဲထက်သိမ်းတော့သူကခဲခဲလေးဖြစ်သွားတာပေါ့နော်ပျော့ပျော့လေးနဲ့ sauce လေးလို့စားခြင်းတော့ဒီချိန်မှာကျွန်တော်တို့ဖြတ်ပြီးတော့စားရင်နေတော့ပါပဲမူကွက်ထဲကနေထုတ်မယ်ဒီနေရာလေးတွေဆိုရင်ဒါအကုန်လုံးတူးရဲ့အကြောင်မျိုးပေါ့နော်ဒီလိုပုံစံလေးတွေရှိမယ်ကိုင်လိုက်ရင်ဒီဘေးတွေအားလုံးဟာခက်မမာလေးတွေရှိမယ်ဒါပေမဲ့အလယ်မှာတော့ဒါအခုအချိန်ဆိုရင်အရည်ပဲရှိသေးတာပေါ့နော်အခုကျွန်တော်တို့ဒီဆက်ကူလေးကိုခွာမယ်ဆက်ကူလေးခွာတဲ့အချိန်မှာဒီတူးတဲ့အရာလေးတွေပေါ့နော်ဒီအကွက်အရာလေးတွေနဲ့ကြည့်လို့လှတယ်အပြင်ကျွန်တော်တို့ဒါလေးကိုလှီးလိုက်တဲ့အချိန်မှာလည်းအတွင်းပိုင်းလေးတွေကအရည်လေးတွေနဲ့ပေါ့နော်ပျော့ပျော့လေးရှိနေမယ်ဘေးနာတော့ cheese cake လို့ခဲခဲမမာလေးတွေရှိနေတာပေါ့နော်တော့ခဲ့တယ်လို့ပဲပေါ့နော်ဒီအလယ်မှာဆိုလို့ရှိရင်ဒီလို sauce လို့အရည်လေးတွေနဲ့နုနုအီအီလေးရှိမယ်နောက်ပြီးတော့ဒီဘေးပိုင်းတွေကတော့ကြက်နေတယ်ပေါ့နော်နောက်အပေါ်ပိုင်းကတော့ဒီလိုတူးတဲ့အရသာတွေပေါ့နော်ဒါကျွန်တော်တို့ဘန်ဘာကွစ်ချီကိတ်ရဲ့တက်ချာလေးတစ်ခုပါပဲအထဲမှာအရန်ကိုအနှစ်လေးတွေကနူးဣပြီးတော့ကျွန်တော်တို့ဒီ sauce လေးလို့ပေါ့နော် cheese cake အရသာအပြည့်နဲ့အရန်ကိုစားလို့ကောင်းပါတယ်အခုကြည့်နေတဲ့ပရိသတ်တွေအားလုံးအလွယ်တကူနဲ့လိုက်လုပ်နိုင်မယ်လို့ထင်ပါတယ်ထက်မကလွယ်ကူအောင်လုပ်နိုင်ဖို့အတွက်ဆက်ပြီးတော့ကြိုးစားတင်ပြပေးပါမယ်အားလုံးပဲကျွန်တော်တို့ဒီမုတ်လေးတွေလုပ်ပြီးတော့ကျမ်းမာပျော်ရွှင်စွာနဲ့ပဲဝမ်းမြောက်နိုင်ပါစေ